လူသားတော်တွေအတွက်ထုတ်လုပ်မှုအလိုက်လိုအပ်တဲ့အာဟာရဓာတ်လိုအပ်ချက်ကိုသူတေသနာပြုဖော်ထုတ်ပါတယ်အဲ့အတွက်ကိုလွန်ခဲ့တဲ့နှစ်ငယ်အတွင်းမှာတန်းငွေတန်း90ကျော်သုံးပြုလို့သူတေသနာတွေလုပ်တယ်သုံးလို့ပြီးတော့အဲ့ဒါတွေပုံမှာအခြေခံပြီးတော့ဒီလူသားတော်တွေအတွက်အာဟာရဓာတ်လိုအပ်ချက်ဆိုတဲ့စာကိုသူထုတ်ဝေထားတာဖြစ်ပါတယ် This work, after we establish nutrient requirement, we get a book, one book, and we transfer this technology to the farmer. This sample of the farmer attending our activity for 3.2. This is data information. We train the farmer how to feed according to nutrient requirement. So before they feed this 23.3 fresh matter and dry matter about 10 is lower than requirement. Milk sale and feed cost is 89,000 baht per month. So increase to be 122,000 baht per month by using this knowledge. အဲ့တော့ခုနကကျွန်တော်ပြောရင်လူစားတော်တွေအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုသူတေသနာပြုဖော်ထုတ်ပြီးစာအုပ်ထုတ်တယ်အဲ့ဒီကအချက်လက်တွေကိုမူတည်ပြီးတော့သူကဘာလို့လဲဆိုရင်တောင်းသူတွေပေါ့နော်မွေးမြူတဲ့သူတွေစီကိုဒီနည်းပညာဖြန့်ဝေတယ်ဒီ nutrient requirement အတိုင်းအစာကိုရောစက်ကျွေးမွေးစီတဲ့စနစ်ကိုသူကသွားပါတယ်သွားတဲ့အခါမှာဒါဆိုလို့ရှိရင်ဒီ dairy cooperative ပြနော်တမဝမှာအသင်းကတောင်းသူတယောက်ရဲ့ချမ်းမှာဆောင်ရွက်ထားတာဖြစ်ပါတယ်။သူမှတော့ကောင်44ကောင်ရှိတယ်။ဒိုဘေးနမဒီစားတဲ့နောက်က209ပေါ့နော် dry matter intake 209ကီလိုရှိတယ်။ဒီဘော်ရီတလောက်ရှိအောင်နော်ဒါတွေသူတိုင်းတယ်။ပြီးတော့ဆိုလို့ရှိရင်ဘာလို့လဲဆိုရင်ခုနက nutrient requirement နဲ့တေချာတွက်ချက်ပြီးတော့အစာကိုပြုပြင်ပြောင်းလဲကျွေးမွေးတဲ့အခါမှာအရင်တုန်းကဒီအစာစုပေါ့အစာစုစားတာဘယ်လောက်စားလဲဆိုရင်23.3စားကနေ24.2ခွန်အစာပို့ပြီးစားလာတယ် dry matter ဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆို 1.66 သူစားတယ်ခဏကိုလေးချိန်1.66ရခိုင်လို့ပေါ့နော်ဒီလောက်စားတယ်စသဖြင့်ဒါဒီငကိုရှိနေတဲ့အခြေအနေတွေကိုသူတိုင်းတာနော်ဒါကိုကြည့်လိုက်တဲ့အခါမှာ nutrient requirement နဲ့ချိန်လိုက်လို့ရှိရင်ဘာဖြစ်နေလဲဆိုနည်းနေတယ်ဆိုတော့တွေ့တဲ့အခါကျတော့အဲ့ဒါကိုမြင့်လာအောင်လို့ဘာဖြစ်လို့ဆိုတော့ဘာလို့တွေတိုးကျွေးမယ်ဆိုတာမျိုးသူပြန်ပြီးတင်တဲ့အခါမှာဘာဖြစ်လာလဲဆိုလို့ရှိရင်အစာစားတော့24.2ခွန်ကြီးရောက်လာတယ်ဒီမှာဆိုလို့ရှိရင် dry matter ပို့ပြီးစားလာတယ် protein ပို့ပြီးစားလာတယ်စသဖြင့်ပေါ့နော်ပို့ပြီးကျွေးလိုက်တဲ့အတွက်ကြောင့်ဘာသွားတွေ့လဲဆိုလို့ရှိရင် milk nutrient နှုန်းကငကိုယ်တော့17.1 ကီလိုဂရမ်ပဲထွက်ရတယ်နောက်ကျတော့73.2 ကီလိုထွက်လာဆိုတော့2ကီလိုလောက်တိုးလာတယ်ဆိုတဲ့အနေအထားဖြစ်ပါတယ်။မနက်ကကျွန်တော်ပြောရမယ်ဟိုကျွန်တော်နွားတွေကို2ကီလိုလောက်ထပ်တိုးအောင်လုပ်မယ်ဆိုတော့လုံနိုင်တဲ့အနေအထားရှိပါတယ်ဆိုတာဒါလေးကိုပြောတာဖြစ်ပါတယ်။အဲ့တော့2ကီလိုဆိုရင်တို့နိုင်ငံနိုစီနဲ့ကျွန်တော်နိုင်ငံနိုစီလောလောဆယ်တူတူပဲဖြစ်ပါတယ်24ဘတ်လောက်ကြာရပါတယ်ဆိုတော့2ကီလိုဆိုလို့ရှိရင်48ဘတ်ပို့ပြီးတော့ဝင်ငွေတိုးလာတယ်နော်။ချုပ်လိုက်လို့ရှိရင်တော့ The farmer get more money not because of milk yield increase, but because of milk quality improve. For example, fat percentage, total solid, SNF, they are better. And the Thai system, we pay baseline is quantity milk yield plus milk quality. So that's why this farmer get more money. ဒီမှာသူတို့ပတ်စံပို့ရတဲ့ဆိုတဲ့နေရာမှာတစ်ခုရှိတာကဒီလိုမျိုးအစာကိုပြုပြင်ပြောင်းလဲကျွေးမွေးခြင်းအပြင်နို့အတွက်နှုံများလာရုံတသက်မဟုတ်ဘဲနဲ့နို့ရဲ့အရေးသွေးလည်းမြင့်တက်လာတာဆိုတော့ဒီအတွက်ကြောင့်လည်းပိုရလာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဒီ local တဲ့ပုံစံကတော့ဘယ်ပမာချိန်ခံနို့ပမာဏပေါ်မှာချိန်ခံလိုက်တယ်။အဲ့ပေါ်မှာအရေးသွေးကောင်းရင်ကောင်းလို့ထပ်ပြီးတော့ဈေးနှုန်းကိုမြင့်တင်ပေးတဲ့အတွက်ကြောင့်အစာကောင်းလို့နို့ရေသွေးကောင်းလာရင်ဈေးနှုန်းပိုရတယ်ဆိုတော့ဖြစ်ပါတယ်ဝင်ငွေတိုးလာတဲ့အကြောင်းရင်းကပမာဏနဲ့မကပဲအရေသွေးပါတိုးတက်လာလို့ဖြစ်ပါတယ် Nutrient requirement was first established in America about 80 years ago, and then they divided into several versions, both in
dairy cattle, beef cattle, swine, poultry, and other. Our establishment first in Thailand, we established beef cattle nutrient requirement, and the difference from America is the true knowledge on animal feed, topical feed are different from temperate. Species of grass, species of legume are different, and the cattle in Thailand are crossbred, that not purebred. So these two reasons why the Thai government invest to establish of nutrient requirement. တော့ Dresden တွေအတွက်အာဟာရဓာတ်လိုအပ်ချက်ကိုဒီလိုမျိုးစာအုပ်စာတမ်းပြုစုပြီးတော့လမ်းညွှန်မှုတွေလမ်းညွှန်စာအုပ်အနေနဲ့သုံးတာကအခုမှမဟုတ်ပါဘူး American ကစခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်80လောက်ကတည်းကဘာလို့ဆိုရင်ဒီလိုမျိုး nutrition requirement ကိုစတင်ရှာဖွေလာတယ်နောက်ပိုင်းကျတော့ဝက်ဒီချက်တွေအတွက်လည်း Dresden အတွက်မျိုးချင်းစီအတွက်ပေါ့နော်ဒါမျိုးတွေလုပ်ခဲ့တာဖြစ်ပါတယ်ထိုင်းအနေနဲ့ကတော့စခဲ့တာကဘာလဲဆိုလို့ရှိရင်ဒီအသားစားနွားအတွက်လိုအပ်တဲ့အာဟာရဓာတ်လိုအပ်ချက်ကိုတွက်ချက်တဲ့စာအုပ်ကစတင်ခဲ့တာဖြစ်ပါတယ်အဲနောက်ပိုင်းကျတော့အခုနောက်ဆုံးကတော့ဘာလဲဆိုရှင်လူစားနွားအတွက်ဖြစ်ပါတယ်ဘာလို့စဉ်းစားတဲ့အခါမှာကျွန်တော်တို့အောက်တိုင်းကစာအုပ်တွေကိုပဲအကုန်လုံးမိခိုပြီးတော့အားကိုးပြီးတော့သုံးလို့မရဘူးဘာဖြစ်လို့လဲဆိုရင်မတူညီတဲ့အခြေအနေတွေကြောင့်ဖြစ်ပါတယ်နံပါတ်1အချက်ကတော့ဘာလဲဆိုရင်ကျွန်တော်နိုင်ငံတွေကအပူပိုင်းဒေသတွေဖြစ်ပါတယ်အဲ့တော့သမပိုင်းနိုင်ငံတွေကစာအုပ်တွေကိုယူပြီးကိုယ်ကရင်ကျွန်တော်တို့အစီအမပြေနိုင်ဘူးတစ်ချက်နှစ်ချက်ကတော့ဘာလဲဆိုသူတို့စီမှာမျိုးစစ်တွေမွေးတယ်ကျွန်တော်တို့စီမှာ crossbred လို့ခေါ်တယ်ကပြားတွေမွေးကြတယ်ဆိုတော့ကကြောင့်ဒီလိုအပ်ချက်တွေကဟိုကအတိုင်းအတိအကျမဖြစ်နိုင်တဲ့အတွက်ကြောင့်ထိုင်းဆိုရကနေပြီးတော့ဘာလို့လဲဆိုရင်ဒါလေးကိုထွက်လာအောင်လို့တွားပြီးတော့သူပြည်နာလုပ်ခဲ့တာဖြစ်ပါတယ် Her Royal Princess Sirinthorn award our project last 2 years after we established of nutrient requirement because Royal King family are very interested in dairy development in Thailand. အဲ့တော့ဒါလွန်ခဲ့တဲ့နှစ်ကဒီရောမင်းသမီးရနေပြီးတော့သူတို့ပြည်နာအဖွဲ့ကောင်းဆောင်ကိုစုချင်းမြင့်နေကြတာဖြစ်ပါတယ်။နိုဇာနောတွေကနိုဇာနောမင်းမြူရသူတို့ထိုင်းနိုင်ငံအတွက်အင်တာရေးကြည့်တဲ့ကိစ္စဖြစ်တယ်လို့သူကယူဆတဲ့အတွက်ကြောင့်ထိုင်းတော်ဝင်ပြည်သားစုကနေပြီးတော့ဒီသူတေသနာကိုအင်တာစိတ်ဝင်စားပါတယ်။ဒါကြောင့်မလို့ဒါသူတို့စုချင်းမြင့်နေတာဖြစ်ပါတယ်။ The detail of the system we do research to establish nutrient requirement is structured similar to the America system. We use net energy system that we do analysis of feed nutritive value. The difference only our crop species, animal feed species, and animal genetic breed. So all the rest are similar to the US. အဲ့တော့ဒီဆောင်ကိုပြုစုတဲ့အခါမှာသူတနာလုပ်တဲ့လုပ်ငန်းတွေဒီ American ကလုပ်တဲ့လုပ်ငန်းတွေနဲ့သဘောတရားချင်းတူတူပဲဖြစ်ပါတယ်ပထမတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီကျွန်တော်စီမှာရနိုင်တဲ့အစာတွေထဲမှာပါဝင်နေတဲ့အာဟာရတန်ဖိုးတွေကိုသူတနာပြုရှာဖွေဖော်ထုတ်တာဖြစ်ပါတယ်ဘက်တစ်လိုင်းကပေါ်တယ်နောက်ဘက်တစ်လိုင်းကတော့ဘာလဲဆိုလို့ရှိရင် trace and တကောင်ချင်းစီရဲ့အာဟာရနဲ့လိုအပ်ချက်ကိုသူတနာလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာတော့ဘာလဲဆိုတော့ဒီနဲ့မျိုးစိတ်ပွားမယ်ဒီဘက်မှာတော့ဗာလဲဆိုလို့ရှိရင်မျိုးဗီဇကွာသူတို့ကမျိုးစစ်တွေကျွန်တော်တို့က crossbred တွေကိုဒီလိုအခြေအနေတွေကိုအောင်ဒီပြီးတော့အားရတဲ့လိုအပ်ချက်ဘယ်လောက်ပွားလဲဆိုတော့နှစ်တိုင်းသွားပြီးတော့ရှင်းပြီးတော့စဉ်းစားထားတာဖြစ်ပါတယ် This one of my experimental animal produce 43 kilogram milk per day on her peak and the average 22 kilogram. She is crossbred post-dry Friesian. So I think Myanmar also have this type of breed, high producing. We problem now low production because we did not feeding sufficient feed according to her requirement. အဲ့ဒါဆိုလို့ချင်းသူရဲ့တတိယမှာအသုံးပြုတဲ့နွားတစ်ကောင်ဖြစ်ပါတယ်အဲ့တော့နှုတ်ထွက်နှုံးကအမြင့်ဆုံးချိန်မှာ40ကီလိုလောက်ရတယ် average ပေါ့ပြန်မြဆိုလို့ရှိရင်တရက်ကို22ကီလိုလောက်ရတဲ့အနေအထားဖြစ်ပါတယ်ဒါကမျိုးစစ်မဟုတ်ပါဘူး crossbred ဖြစ်ပါတယ်ဒါ
ဒါမှမဟုတ်သူပြောချင်တဲ့အဓိကသတင်းစကားကဘာလဲဆိုရင် crossback payment တို့ထွက်နိုင်ပါတယ်ဘာဖြစ်နေလဲဆိုရင်ကျွန်တော်တို့သူတို့လိုအပ်တဲ့လိုအပ်ချက်နဲ့ကိုက်ညီအောင်မကျွေးနိုင်သေးလို့ဆိုတဲ့အချက်တွေကိုကျွန်တော်ထုတ်တင်ပြချင်တာဖြစ်ပါတယ် Yeah, this also our experiment situation. We keeping animal to feeding ad libitum. Ad libitum means eat until we see 10% in the feed bank. အဲ့တော့ဒီမှာဆိုဒီသူတင်တဲ့မှာဆိုလို့ရှိရင်မားတွေကိုကျွန်တော်အစာကိုစိတ်ကြိုက်စားနိုင်အောင်ကျွေးပြီးတော့သူတွေနဲ့ပြူတာဖြစ်ပါတယ်ဘယ်လောက်စားတော့လဲဘယ်လောက်စွတ်ထုတ်တယ်စားသဖြင့်ပေါ့နော်အဲ့တော့ ad libitum အဝါစားနိုင်အောင်စီစဉ်ပြီးတယ်အတိတ်ကဘာလဲဆိုရင်ဆရာတို့အစာကိုအရင်ကြီးချတာပြီးတယ်တရက်ပြီးလို့သွားကြည့်လိုက်တဲ့အခါမှာငကိုကျွေးထားတဲ့အစာရဲ့10%ကျန်နေတယ်ဆိုလို့ရှိရင်ဒါအဝါစိတ်ကြိုက်ကျွေးထားတယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုမျိုးကျွေးပြီးတော့ကျွန်တော်ဆက်သက်တာဖြစ်ပါတယ် We observed yesterday visit 3 farm. There are some feed. I think it's good, but should be room of improved quality of lavage. အဲ့တော့ကျွန်တော်ဒီနေ့တော့ချန်ဒီစင်းတဲ့အခါမှာတော်တော်များများတော့အဆင်ပြေတယ်ကျွေးနေပြုနေကြတာဖြစ်ကြတယ်တိုးတော်လည်းပဲတခုရှိတာပါဆိုတော့အစာချမ်းပေါ်မှာအများကြီးပြည့်ပြဖို့အတွက်ကျွန်တော်တိုးပြီးတော့ဆောင်ရွက်နေဆိုတော့ရတဲ့ကိစ္စတွေအများကြီးချန်သေးတယ်ဆိုတာလည်းတွေ့ခဲ့ရပါတယ် Better than in Thailand. We see nothing when we go to the farm on the feed bank because they eat all in the morning and during daytime no feed, so they cannot digest the food and less milk decrease. အဲ့တော့ကျွန်တော်တို့တွားတဲ့ချန်ကျွန်တော်တို့ဒီမှာဖြစ်လေရှိတာဘာလဲဆိုလို့ရှိရင်အစာကိုကျွေးတဲ့အချိန်ကျွေးလိုက်တယ်နေကင်းပိုင်းဆိုလို့ရှိရင်ချန်သိမ်းပြီးတော့တန်ရှင်းလေးလုပ်ထားလိုက်တယ်ပေါ့နွားကစားကြမရှိတော့နေကင်းပိုင်းမှာနော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူတို့ပြောတဲ့အဝါစားနိုင်တယ်လို့စားတဲ့ athlete ပြီးတော့မဖြစ်သေးဘူးနော်တော့အထိပ္ပယ်ပါလဲဆိုတော့သူလိုအပ်တယ်လို့နွားမစားရသေးဘူးဆိုတဲ့အထိပ္ပယ်လေးဖြစ်ပါတယ် So our knowledge, what is animal require food per day is important. So the book lists here, chapter 1 introduction, chapter 2 feed intake, how much feed, fresh matter intake or how much dry matter intake, how much protein intake, how much fat intake, how much carbohydrate intake, how much international unit of vitamin, how much percentage of minerals, all the mineral supply per day. We must know how much we feed. This in chapter 2, feed intake. Energy from the sun go to the crop by photosynthesis and storage energy from the sun in terms of protein, fat and carbohydrate. So protein are nutrient. It's actually is a sun energy. This chapter tell about how many percentage of energy from the sun in the feed, storage in the milk, transfer to the milk. We want more milk, so energy have to be in the milk more also. For example, milk fat, milk protein, milk lactose. So this chapter tell about energy requirement. The fourth, protein and amino acid. Animal require amino acid to synthesize milk protein. We found the problem of tropical feed are low protein content, especially high age of foliage and some byproduct low protein. So we have to find out which feed are sufficient amino acid, sufficient protein. Talk about this issue on this chapter 4. Chapter 5, fat, oil seed, sesame seed, sunflower seed, peanut seed, soybean seed. These all the fat seed. Human
extract oil for consumption, but the byproduct, sesame cake, soybean cake, peanut cake, this is good source of protein. But the fat also important for animals. Carbohydrate, you know already, rice, 99% of carbohydrate, or not 90% carbohydrate. Talk of chapter 6, chapter 7, minerals. Dr. Jantila already mentioned minerals, vitamin, water, and chapter 10, Dr. Ton will, Chittakamon will present later on metabolic disorder. This is also important. It's not infected disease, but it's metabolic unbalance of nutrient consumption create this problem. Low milk, animal sick, we have to treat, so more money to invest. This is chapter 10. Chapter 11, feed additive, and chapter 2, environment, especially greenhouse gas and nitrous oxide. These are greenhouse gas, methane, and nitrous oxide. Chapter 12, how to feeding. From the first day of calving until first week of calving, 1 month of calving, 1 year of calving, 2 year, and parturition, milking. They require not same nutrient. So our knowledge on nutrient requirement of dairy cattle are important to my point of view. Not only because I'm animal nutritionist, but I'm also human. We eat a lot, to get more body. And if we want to lose body weight, we have to eat less. This is knowledge on nutrient requirement. The important that I would like to show today highlight because there are some English information. Chapter 1 and chapter 14 write in Thai, I'm sorry, but you can download the book and using AI to translate to Myanmar, I hope, because we writing in Thai language. ဒါလေးကတော့ကျွန်တော်တို့စာအုပ်မှာဘာတွေပါဝင်လဲဆိုတဲ့အစိပ်ပိုင်းလေးတွေဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့chapter 1တော့မိတ်ဆက်ပဲဖြစ်ပါတယ်တော့ chapter 2မှာတော့ဘာလဲဆိုလို့ရှိရင်နွားတွေအတွက်လို့အစာဘယ်လောက်လိုအပ်တယ်ပေါ့နော်ဒီဘိုင်းတွေကိုဆွေးနွေးထားတာရှိတယ်နောက် chapter 3မှာဆိုတော့အဲ့ဒီထဲမှာ energy ပေါ့နော်စွမ်းရည်နဲ့နွားတစ်ကောင်ချင်းဘယ်လိုဘလောက်ဒီဒါလေးကိုဆွေးနွေးထားတာရှိတယ်ဆိုတော့ energy လို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီနေအောင်ညီရတဲ့စွမ်းရည်ကိုသူကသုံးလဲဆိုလို့ရှိရင်အပင်တွေကသုံးပါတယ်အပင်တွေကလင်းမိအစာစုဖွဲ့ခြင်းဆိုတဲ့ photosynthesis ကိုသုံးပြီးတော့ energy ကိုထုတ်လုပ်ရတာဖြစ်ပါတယ်အဲ့ဒီ energy နဲ့ထုတ်လုပ်ထားတဲ့အစီတို့အသားတို့ carbohydrate တို့ဒါတွေအားလုံးကိုကျွန်တော်တို့ကဘာပြောလို့ဆိုတော့ trace နဲ့ကျွန်တော်လူတွေကပြန်စားရတာဖြစ်ပါတယ်အဲ့တော့ဘယ်လောက်နေအောင်ညီရတဲ့စွမ်းရည်ဘလောက်ပင်ကိုရောက်တယ်အပင်ကနေပြီးတော့ trace စီကိုဘလောက်ရောက်တယ်ဆိုတာမျိုးကိုအသေးစိတ်ဆွေးနွေးထားတဲ့အပိုင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ protein ပိုင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီနွားတို့ထုတ်တယ်ဆိုတာပါလဲဆိုတော့ protein ပဲဖြစ်ပါတယ်နောက်ထုတ်တဲ့မှာထုတ်လုပ်ဖို့အတွက် protein လိုပါတယ် amino acid လိုပါတယ်ဒါတွေတော့အကြောင်းကိုသူတို့အသေးစိတ်ဆွေးနွေးတယ်နောက်တစ်ခုကတော့အစီပေါ့နွားတို့ရဲ့အရေးအသွေးကိုသတ်မှတ်တာတော့မှာပဲအစီရာခိုင်နှုန်းနဲ့သတ်မှတ်တဲ့အခါကျတော့အစီကိုကျွန်တော်တို့နဲ့ပတ်သက်ပြီးဆွေးနွေးထားတာရှိတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့နွားတွေကိုကြွေးတဲ့အခါမှာနံပါတ်လိုဟာမျိုးဆိုရင်လူကစီကိုစားလိုက်တယ်ကြံနေတဲ့နံပါတ်ဒီပါလဲဆိုရင်အသားဓာတ်ဖြစ်မယ်သူနဲ့တူတူကြံနေတဲ့အစီဓာတ်လည်းပါတယ်ဆိုတော့နော်စသဖြင့်ဒီအကြောင်းလေးကိုသူတို့သေးသေးဆွေးနွေးတာဖြစ်ပါတယ်ပြီးရင် vitamin minerals ဒါလည်းခုနကမနက်ကဆရာမတရား vitamin minerals ဆွေးနွေးသွားပြီဖြစ်ပါတယ်နောက်တစ်ခါရေလိုအပ်ချက်ဒါတွေအကြောင်းကိုသေးစိတ်ဆွေးနွေးပြီးတဲ့အခါမှာနောက်ဆုံးနံပါတ် chapter 10မှာတော့ပါလဲဆို metabolic disorder လို့ခေါ်တယ်ကျွန်တော်တို့ရဲ့အစာအသောက်ပုံမမှန်တဲ့အတွက်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ယောဂတွေအကြောင်းကိုဆွေးနွေးတာဖြစ်ပါတယ်နောက်တစ်ချက်တစ်ချိန်မှာလည်းဆရာတယောက်ကဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့ရှိပါတယ်ပြီးတော့ရင်တော့အပိုင်းမှာတော့ပါလဲဆိုလို့ရှိရင်တော့အရေးကြီးတဲ့အပိုင်းကပါလဲဆိုလို့ရှိရင်တော့ဒီ feeding management နဲ့ nutrient requirement ဒီပိုင်းလေးဖြစ်ပါတယ် feeding management ဆိုတာပါလဲဆိုတော့ကျွန်တော်တို့ရဲ့ trace ဆန်တွေဒီအသက်အရွယ်လိုက်ထုတ်လုပ်မှုအလိုက်ခုနကတော့အာဟာရလိုအချက်ကမတူညီနိုင်ဘူး
အဲ့ဒီဟာတွေကဘယ်တော့မှဘယ်လောက်လိုနေတယ်လဲဆိုတော့ဒီချာလေးလာပြီးတော့သူကဘယ်လောက်ကျွေးတဲ့လဲဆိုတော့ဖော်ထုတ်ထားတာဖြစ်ပါတယ်နောက်ဆုံးတော့အဲ့တကောင်ချင်းစီကတော့ပြော nutrient requirement ဘယ်လောက်လိုနေတာလဲအဲ့ဒါကျွန်တော်သိဖို့လို့မနေ့ကရွှေဝက်ဆရာမေးတယ်လို့ပဲကျွန်တော်တို့ကဘယ်လောက်လိုနေရလဲအဲ့ဒါကိုဒီ table မှာရှာဖွေနိုင်မှာဖြစ်ပါတယ်အဲ့ဒီ table ကိုသူဒီနေ့ဆောင်ပေးပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ် Yeah, chapter 14 and 15, there are data. You can use this data to calculate feeding management for your own farm. I think it will be very precision because we are sharing same situation of animal feed, animal climate, and animal genetics. အဓိကနှစ်ခုပေါ့နော်အဲ့ nutrient requirement တွေပဲနဲ့ feed composition တွေပေါ့အစာတစ်မျိုးစီစီမှာဘာဟာရတွေပါလဲဆိုရင် table ပေါ့အဲ့ဒီနှစ်ခုကကျွန်တော်တို့အရေးကြီးပါတယ်ထိုင်းမှာရုပ်ထုတ်ထားတဲ့ခါကိုကျွန်တော်တို့ကသုံးမယ်ဆိုရင်တော်တော်လေးတိကျဖို့များပါတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့မှာတူညီတဲ့ပတ်ဝန်းကျင်ခြေနေရာသီဥခြေနေတီးနှံမျိုးစားတွေဒါတွေရှိနေလို့ဖြစ်ပါတယ် The table show like this. The feed, the English, you put into the Google search or AI, and the common name of the feed is available for you. The next is knowledge on nutritive value. For example, dry matter, protein, fat, carbohydrate, and energy content. ကျွန်တော် feed table ကိုကြည့်လိုက်မယ်ဆိုလို့ရင်တော့ဒီမှာအင်္ဂလိပ်လိုလေးတွေ့ရနိုင်ပါတယ်ဒါထိုင်းလိုရှိရရေးထားတယ်နောက်ကတော့အင်္ဂလိပ်လိုမျိုးစိတ်နာမည်တွေအင်္ဂလိပ်လိုရေးထားတယ်ဆိုတော့ကျွန်တော်စိတ်မှာရှိတဲ့အစာဘာအစာလဲအဲ့ဒါကိုကျွန်တော်လွယ်လွယ်လေးပဲ AI မေးလို့ရတယ် Google ကိုယူလို့ရတယ်ဘယ်လိုခေါ်လဲဟောအင်္ဂလိပ်ပြီးရင်ဒီတစ်ခုချင်းစီရဲ့အာဟာရဓာတ်ပါဝင်မှုတွေမှာ protein ကဘယ်လောက်ရှိရဲဒီ carbohydrate ကဘယ်လောက်ပါတယ်စသဖြင့်ဒါတွေအားလုံးကိုသူတို့တွက်ချက်ထားပြီးတော့ဆက်သက်ပြီးတော့တွက်ချက်ပြီးတော့ဇယားထုတ်ထားပြီးပြဖြစ်ပါတယ် The feed stop here. We collecting data about 500,000 analysis in Thailand. Cover about 40 feed type. I hope it's available in Myanmar also. But if not available, we can communicate. Next version we can include Myanmar feedstock or Lan Chang Mekong Corporation country feedstock. This is our plan with Myanmar Federation and Laos, Cambodia, Vietnam. The next version we have to work together to include local available feedstock and then analysis in terms of nutritive value. ဒီဇယားတစ်ခုထွက်လာဖို့ဆိုလို့ရှိရင်သူတို့အစာမျိုးစားပေါင်း40ပေါ့နော်။နိုသားတော့တက်သုံးလို့ရတဲ့အစာမျိုးစားပေါင်း40ကျော်စမ်းသပ်မှုပေါင်းအချက်လက်ပေါင်းပေါ့နော်။နမူနာပစ္စည်းပေါင်း9000လောက်ကိုစမ်းထားတဲ့အချက်လက်တွေကိုပြန်စုစည်းထားတာဖြစ်ပါတယ်။စုစည်းပြီးမှခုနပြောတဲ့ဇယားကိုဖော်ထုတ်ထားတာဖြစ်ပါတယ်။ခုန40ထဲမှာကျွန်တော်တို့နိုင်ငံမှာမရှိတဲ့ပစ္စည်းကျွန်တော်တို့စီမှာရှိပြီးတော့သူစင်ကြရတဲ့မှာမပါတာမျိုးတွေဖြစ်နိုင်တယ်။အဲ့ဒါမျိုးကတော့သူအနေနဲ့အကြံပြုတာပါလဲဆိုတော့လာမဲ့လန်ချမ်းမဲကောင်ပူပေါင်းဆောင်မှုစီမံကိန်းမှာကျွန်တော်တို့နိုင်ငံနဲ့ပူပေါင်းပြီးတော့ဒီမှာရှိနေတဲ့အာဟာရဘာဘယ်လိုအစာရတွေကျိုးရဲအဲ့ဒါဒီအာဟာရတွေကဘယ်လောက်ရှိလဲဆိုတော့ဒီချာတိုင်းပြီးတော့နောက်တဲ့ version တစ်ခုပေါ့။ဟိုထိုင်းနိုင်ငံအတွက်မဟုတ်ဘဲနဲ့လန်ချမ်းမဲကောင် data ထဲမှာရှိနေတဲ့နိုင်ငံအားလုံးအတွက် nutritional requirement စာအုပ်အုပ်ထွက်လာနိုင်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့အားလုံးအတွက်အသုံးဝင်မဲ့အနေအထားတစ်ခုဖြစ်ပါတယ်ဒါသူတို့နောက်ပိုင်းပူပေါင်းဆောင်ရွက်ဖို့အတွက်အကြံပြုတာဖြစ်ပါတယ် To sharing this knowledge, you can download for free. It's a PDF file. All the data in this 15 chapter is available. အဲ့တော့ဆရာတို့အခုဟိုဖြစ်တဲ့ဆိုလို့ရှိရင်ဒီက QR code ကို scan ဖတ်ပြီးတော့ဒီစာအုပ်ကို download လုပ်လို့ရပါတယ်အရှိပိုင်း chapter တွေကထိုင်းဘာသာနဲ့ဖြစ်ပြီးမြဲကျွန်တော်တို့အရေးကြီးတဲ့အောက်နောက်က table တွေကအင်္ဂလိပ်စာနဲ့ဖြစ်ပါတယ်ဆရာတို့အများကြီးသုံးဝင်ပါတယ်မဟုတ်လည်းကျွန်တော် group ထဲမှာပြန်ပြီးတော့ share ပေးပါမယ် So this is a sample of the nutritive value table and this sample of nutrient requirement table, animal requirement.
we divide into what is body weight, what is the this is for here first. Average daily gain, feed intake, ME intake, protein intake for each animal. So this will be very precision feeding system. အဲ့တော့နောက်ထပ်ဇာတ်တစ်ခုတော့ပါလဲဆိုရင် nutrient and energy nutrient requirement တွေပဲဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ခုနက energy protein တစ်ခုချင်းစီတော့အသေးစိတ်တော့ချက်တာရှိတယ်အဲ့မှာတစ်ခါဒီမှာဆိုလို့ရှိရင် body weight လိုက်ဒါဆို heifer ပေါ့နော်မဒန်မှာ weight လိုက်နောက်တစ်ခါနေ့စဉ်ကြီးထွားနှုန်းပေါ့နော်ကြီးထွားနှုန်းလိုက်အစာစားနှုန်းလိုက်ဘက်ကလိုအပ်နေတဲ့အာဟာရဓာတ်ဘာတွေဘယ်လောက်လိုလဲဆိုတာကိုအသေးစိတ်တွက်ထုတ်ထားတာဒီသားရှိပါတယ်အရာကိုဆရာတို့ကဇာတ်တွေမှာအလွယ်တကူကြည့်လို့ရနိုင်မှာဖြစ်ပါတယ် For lactating cows, we set a table according to milk quantity per day and milk quality, fat content and protein content. အဲ့တော့ဒီဒါကခုနမဒန်အတွက်ပြောတာပေါ့နော်။နို့ပေးနေတဲ့နမတွေအတွက်ဆိုလို့ရှိရင်နို့ရဲ့အရေးနို့ရဲ့နို့ထုတ်လုပ်မှုပမာဏပေါ်မှာမူတည်ပြီးအာဟာရနဲ့လိုအပ်ချက်ပြီးရင်နို့ရဲ့အရေးသူပရိုတင်းပါဝင်မှုအဆီပါဝင်မှုပေါ်မှာမူတည်ပြီးတော့လိုအပ်တဲ့အာဟာရနဲ့လိုအပ်ချက်အားလုံးကိုဒီဇာတ်နဲ့ဆရာတို့လေ့လာနိုင်မှာဖြစ်ပါတယ်။လည်းကြည့်လို့ရမှာဖြစ်ပါတယ် After we establish this knowledge and compile to the book, we training the farmer, 600 farmer in northeast of Thailand. They are from 12 dairy cooperative around Khon Kaen University. This work with Department of Livestock Development and Khon Kaen University. အဲ့တော့ဒီဆောက်ထွက်လာပြီးတဲ့ခါမှာတော့သူဘာလုပ်လဲဆိုလို့ရှိရင်သူတို့ဒီမှာရှိနေတဲ့လူစားတော့မွေးမြူတဲ့သူပေါင်း600ကျော်ကိုဒါဒီဆောက်ကိုဘယ်လိုသုံးမလဲအစာဘယ်လိုကျွေးမလဲဆိုတော့သင်တန်းတွေပို့ချပါတယ်အဲ့ဒီနေရာမှာတော့မွေးကူစီဌာနနဲ့ဒီ Company University နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ကြရတာဖြစ်ပါတယ် Is some of future activity. Thai farmer, when they have good class, they are very big smile. အဲ့တော့ဒါထိုင်းကမွေးမြူသမားတယောက်ဖြစ်ပါတယ်အဲ့တော့မျက်တွေကရက်ကောင်းတယ်မျက်နှာလည်းအပြုံးလေးနေလို့နော်ဆိုတော့ကျွန်တော်တို့တွေလောက်တော့ကောင်းနေတဲ့သဘောရှိပါတယ် We hope to see your Myanmar smile if we provide the seed today. အဲ့တော့ကျွန်တော်တို့ဒီမှာမျိုးစေ့တွေခြံခဲ့ပါတယ်ကျွန်တော်တို့မွေးမြူသမားတွေကိုစီစစ်ပြီးတော့ဖြန့်ဝေပေးပါမယ်ဆရာတို့ဆရာမတို့လည်းဒီလိုမျိုးပြုံးလာနိုင်မယ်လို့ယုံကြည်ပါတယ် This good green grass, young grass, we need not much concentrate supplement to get 13-15 kilogram of milk per day. But higher, we need to do concentrate and vitamin mineral supplementation. တကယ်လို့သာဒီလိုမျိုးရေသွင်းမြင်မာပြီးတော့မကြမ်းတော့ဒီလိုမျိုးကောင်းတဲ့ညမျိုးသာရမယ်ဆိုရင်တို့တစ်နေ့ကို73ကီလိုလောက်ထွက်နေတဲ့နွားတစ်ကောင်တို့က concentrate သိအများကြီးစဉ်းစားနေစရာမလိုပါဘူး။သို့သောအရင်များလိုက်ဆိုတော့ concentrate လိုက်ရမှာ။အရေးကြီးတာပါဆိုဒီလိုမျိုးမြက်ကောင်းကောင်းကျွေးနိုင်မှုတော့လိုမှာဖြစ်ပါတယ်။ One of our strategy is training how to produce homemade concentrate to reduce feed cost. I do this kind of activity since 1998 after I coming back from England after my PhD. I training the farmer produce using local feed available. We have cassava, we have broken rice, we have rice bran, you have sesame cake, we have soybean cake, we have peanut cake, we have coconut. After extraction, this is a good source of protein. Most of our cattle require protein because tropical feed are low protein content. So my idea and for my research is we need to think about protein supplement. အဲ့တော့ဒါကနောက်ထပ်သူတို့ရဲ့နီးပြူတစ်ခုဖြစ်ပါတယ်မွေးမြူရေးသမားတွေကိုအစာနုကိုယ်တိုင်ရောဆက်ဖို့အတွက်သင်တန်းပို့ချပေးတာဖြစ်ပါတယ်ဒါတော့ဘယ်တဲ့အစားလဲဆိုတော့1998သူအင်္ဂလန်က
အချီယူပြီးပြန်လာပြီးကြတဲ့ကဒီလုပ်ငန်းတွေစားခဲ့တာဖြစ်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့အပူပိုင်း data ကနွားတွေဒီအစာတွေမှာ protein နေနေတယ်ဆိုတော့ protein ပြန်ဖြည့်ပေးနိုင်မဲ့အစာကိုကျွန်တော်ရောစက်ကျူးမှုတွေဟာလီကိုသူတို့တင်ပေးတယ်အထူးသဖြင့်တော့ကို data မှာရနိုင်တဲ့အာရုံစိုက်သူတို့ဆိုလို့ရှိရင်ဗာရလဲဆိုတော့ခဏပလော့ပီနန်ရတယ်ကျွန်တော်တို့ဆိုရင်ပဲဘက်ရမယ်နှက်ဘက်ရမယ်အုံဘက်ရမယ်စသဖြင့်ပေါ့နော်ဒါတွေကိုအသုံးချပြီးတော့ကျွန်တော်တို့ကိုရန်ရောဆက်ကျူးမွေးတာကိုအားပေးဆောင်ရွက်ရရှိပါတယ် This last year program training the farmer how to produce homemade concentrate. Farmer they know how and they know what available feed concentrate. In case of Myanmar, I'm happy to help if you provide what concentrate you are available and we have some information. I can help you formulate of concentrate for you. အဲ့တော့ဒါတိတ်ပြီးခက်လည်းပို့ပါအောင်နော်ကျွန်တော်တို့စီမှာဘာစာတွေရနိုင်တယ်လဲပြီးသွားလို့ရှိရင်ဘာလို့ရလဲဆိုတော့ကျွန်တော်စမ်းသပ်ပြီးတော့အားရတွေပါတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့ family ပြန်လုပ်တာမျိုးသူတို့နေလည်းကူညီပေးချင်ပါတယ် The training is very simple. When you know formula and you just put concentrate and put on the top and then mix using machine or using by hand like this using hand use cement mixer something like that and the practice of the farmer at the farm level they do like this put the layer and then they just take the feed so it will be automatically mixed အဲ့တော့တိတ်ပြီးတော့ဒါစာဆက်တဲ့ဆို formula ရဖို့ပဲအဓိကပါ formula ရပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်အကိုဒါရောဆက်လို့ရတယ်ထိုင်းမှာဆိုလို့ရှိရင်တော့လိုရများတာအခုဒီပုံစံမျိုးပေါ့နော်အစာစမ်းနဲ့တခါလေးရောပြီးတော့မှုတယ်လော်လိုက်တင်ပြီးတော့ပုံသွားလိုက်တာပေါ့နော်ပြီးရင်ကျွန်တော်တို့ပြန်ပြီးမှုလို့လွယ်တော့ဒီနည်းကိုသုံးကြပါတယ် Yeah, this one of the alternative one. The second one is using machine. This recommend at the level of cooperative, maybe 50 farmer together or 100 farmer. They use system. Konkan Dairy Cooperative they use this 30 ton per day capacity of this feed mill. အဲ့တော့ခုနကတော့တစ်ချမ်းချင်းစီတိုင်းသေးလေးတွေအတွက်စဉ်းစားတာပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဆက်ရမ်းရည်သုံးပြီးတော့ပမာဏများများထုတ်လုပ်တဲ့သူတွေလည်းရှိပါတယ်လူစီတော့ time မှာတော့ဒါဆိုလို့ရှိရင် Konkan note လုပ်ငန်းဒီမနက်ကကျွန်တော်ဗီဒီယိုပြသွားတဲ့ note လုပ်ငန်းအသင်းကတမဝမ်မာကရေစက်ရုံဖြစ်ပါတယ်တနေ့ကိုတန်30လောက်ကြားတဲ့စက်ရုံဖြစ်ပါတယ်အဲ့တော့မွေးမြူသူပေါင်း90စုစည်းပြီးတော့ဒီလုပ်ငန်းလေးကိုတည်ထောင်ထားတာဖြစ်ပါတယ်ဒီလုပ်ငန်းနေပြီးတော့အစာထုတ်လုပ်ပြီးတော့မွေးမြူသူတွေကိုပြန်လည်ရောင်းချတဲ့လုပ်ငန်းဖြစ်ပါတယ် Smaller one, this capacity of 10 ton per day may be suitable for 30 farm together. အဲ့တော့ဘာမှဆိုလို့ရှိရင်ဆက်သေးဆိုလို့ရှိရင်တန်30တရက်ကိုတန်30လောက်ကြာတယ်သူယူဆတဲ့ချက်ကတော့ဘာလဲဆိုတော့ကျွန်တော်ဒီမွေးမြူသူရောက်30လောက်စုစည်းပြီးဆောင်ရွက်နိုင်တဲ့တမဖွဲ့လေးဆိုလို့ရှိရင်ဒါမျိုးကကောင်းကောင်းလုပ်နိုင်မယ်နေတာဖြစ်ပါတယ် Nutrient requirement knowledge not only produce concentrate but we can apply to produce total migration TMR. အဲ့တော့ကျွန်တော်တို့ဒီမျိုးစုပေါင်းလို့ဆောင်ပြီးတော့ဒီ knowledge တွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်ဒီ concentrate တခုပဲထုတ်ဖို့ပြောတာမဟုတ်ပါဘူးဘာလုပ်လို့ရလဲဆိုရင် total mix ratio ကိုပြီးစာချမ်းစာတို့ပေါင်းပြီးတော့ထုတ်လုပ်တဲ့အပိုင်းကိုလည်းပဲကျွန်တော်စုပေါင်းလို့ဆောင်နိုင်မှာဖြစ်ပါတယ် Dr. Sukanya mentioned TMR means lactate and concentrate mixed together before animal eat. So each food they consume are similar concentration and quality. အဲ့တော့ရှင်းမလဲကျွန်တော်ပြောခဲ့ပါတယ် TMR ဆိုတာဘာလဲဆိုရင်အစာချမ်းနဲ့အစာနုကိုရောပြီးတော့ညီညာအောင်မှွေပေးထားတဲ့အစာပဲဖြစ်ပါတယ်အဲ့လိုလုပ်ချင်အပြင်ဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့နွားစီကိုရောက်တဲ့အခါမှာအရေးသွေးနဲ့ဒီပမာဏသူကပုံမှန်လေးတောက်လျှောက်ရောက်နေနွားစီနော်
တော့ကြအစာနုစားလိုက်တော့ကြအစာချမ်းစားလိုက်ဆိုပြီးတော့လူမျိုးပြောင်းလဲတွေမဖြစ်ပဲနဲ့တိတိငြိမ်ငြိမ်နဲ့တောက်လျှောက်စားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ် The next generation of our knowledge, feeding knowledge is fermented total migration. This picture developed in Japan. Similar machine to TMR. The difference only silage and non-silage. And this food can keep in a plastic bag for 90 days in Thailand situation based on my research work. So we can feed animal same quality food every day. Unlike when we cut carry today compared to lab phase tomorrow will be different because the glass higher age, the quality decrease. So this system are new generation of feeding knowledge. So summary, concentrate, separate feeding is happened 100 years ago, right? In Thailand also 100 years ago, feed concentrate and then feed lavage. It's not synchronized, but TMR more synchronized. But TMR is spoilage within 12 hours. This no spoilage. So this next generation of feeding system in ruminant. အဲ့တော့ကျွန်တော်တို့ခြေပိုင်းလုံးကလွန်ခဲ့တဲ့နှစ်တရာနေစပြီးတော့ထိုင်းစောနှစ်တရာနေစတော့နော်။ကျွန်တော်တို့နိုင်ငံဆိုလို့ရှိရင်လေဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတွေကနော်နှုတ်လုံးနဲ့စားတယ်။ဒါနဲ့ဘယ်လိုကျွေးလဲဆိုရင်အစာနုအစာချမ်းခွဲပြီးတော့ပဲတောက်လျှောက်ကျွေးပြကြတာဖြစ်ပါတယ်။အဲ့တော့အစာနုအစာချမ်းခွဲပြီးကျွေးရထားတဲ့စားလို့ရှိရင်နွားအတွက်တကယ်အဆင်ပြေတာတော့ဘာလဲဆိုရင်တညီတညာတဲ့အမြဲတမ်းရနေတဲ့အနေအထားမျိုးကိုကျွေးနိုင်လို့နေ့တိုင်းအချိန်တိုင်းမှာဒီအစာတစ်မျိုးတည်းကိုပဲကျွန်တော်မပြောင်းမလဲပဲနဲ့ကျွေးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်အခုကျတော့ကျွန်တော်အစာနုကတစ်မျိုးကျွေးလိုက်အစာချမ်းကတစ်မျိုးကျွေးလိုက်တစ်မျိုးဖြစ်ဆိုတော့အဲ့ဒီအတွက်ကိုဘာလုပ်လာလဲဆိုရင်ခုနကတော့ပြောတယ် total mix ration ကိုသုံးလာတာဖြစ်ပါတယ်ဆိုတော့ total mix ration ကနေနောက်တစ်ဆင့်ထပ်တက်ရင်ကျတော့ဘာလဲဆိုတော့ fermented total mix ration FTM မှာဖြစ်ပါတယ်ဒီနည်းပညာကိုနောက်ထပ် generation တစ်ခုအနေနဲ့သုံးကြဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်ကမျက်နဲ့အစာနုနဲ့ရောလိုက်တယ်ဆိုပါစို့နိုင်နေရကြာလို့ရှိရင်တော့တရက်လောက်ကြာလို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ချင်တဲ့နဲ့တော့ဘယ်လိုလဲဆိုချင်တာလို့ဘာလို့ဖြစ်လာမလဲ spoilage ဖြစ်သွားတာ FTM မှာကတော့ဘာဆိုအချင်ဖောက်တဲ့နီးကိုသုံးပြီးတော့ကျွန်တော်တို့ TM မှာလုပ်တယ်ဆိုတော့မျက်ကိုချင်မသိတာတယ်ပြောင်းကိုချင်မသိတာတယ်အဲ့ဒါနဲ့အစာနဲ့ရောပြီးတစ်ခါတည်းချင်မသိထားလိုက်အစာနုနဲ့အဲ့တော့ F နီးပညာကိုသုံးခြင်းအပြင်ဘာအကျိုးကျေးဇူးရှိလဲဆိုတော့တစ်နှစ်ပတ်လုံးနေ့တိုင်းအစာကိုအပြောင်းလဲမဖြစ်ဘဲနဲ့ဘာဖြစ်သွားလဲဆိုရင်ကျွန်တော်တို့ကအစာနုနဲ့အစာချမ်းရောပြီးတော့ရှောက်ကျွေးသွားလို့ရတဲ့အနေအထားဖြစ်သွားပါဘာဖြစ်လို့လဲဆိုတော့ FTM မှာကတစ်ချိန်ကျွန်တော်တို့ကထည့်ထားလိုက်ပြီးရက်90လောက်ကျွန်တော်တို့ပြစ်ထားလိုက်လို့ရတယ်တိန်းထားလို့ရတယ်ဆိုတော့ຫນွေဘလောက်ပို့ပို့ကျွန်တော်တို့ရှေ့ပိုင်းမှာကြိုပြီးတော့ပြင်ထားလိုက်တယ်ဆိုလို့ရှိရင်ဒီ FTM မှာလည်းတော့ရှောက်ဆက်ပြီးကျွေးထားလို့ရတဲ့အနေအထားဖြစ်ပါတယ်အခုနောက်ပိုင်းမှာဆိုအိတ်တွေနဲ့ထုတ်ပြီးတော့ရောင်းတော့ကျွန်တော်ပြင်မှာအိတ်သေးသေးလေးနဲ့ထုတ်ပြီးတော့ဆိုရောင်းနေတော့ကျွန်တော်တွေ့ရအောင်ဆိုတော့ဒါကနောက်ထပ်ကျွန်တော်ဆက်စဉ်းစားမယ်အချက်တစ်ချက်ဖြစ်ပါတယ် But that's my conclusion. Nutrient requirement, knowledge. What is the nutritive value of animal feed? We have to know. And if we don't know, we have to ask government to help analysis or university analysis. And we have to do more research on animal requirement, feed, and quality. And this knowledge we can apply for concentrate. G1, right? First generation, concentrate, lab phase, separate feeding. And if the farmer can move up, second generation, total migration, but their limitation is we need mixer. It costs money also. But if you have more cow, 50 cows in Thailand, they use this system. Almost 70% of the farmer, 50 cow, 50 milking cow. You can drive a tractor, pass through and feeding the cow in the pen directly, so save money. And the next step would be silage because of quality stable.
the quality is stable. So ensure every day your cow eat same food, so there will be not fluctuate milk yield and quality of health, animal health, because imbalance nutrient they will sick and milk reduce, and we have to treatment and put more money. So that's knowledge I like to share, and if you have question, I'm happy to answer. ကျွန်တော်အပြင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကဘာလို့လဲဆိုရင် nutrient requirement ကျွန်တော်သိဖို့လိုပါတယ်ကျွန်တော်တို့နွားတွေဘာတွေဘယ်လောက်လိုလဲသိဖို့လိုတယ်ကျွန်တော်တို့စီပါရှိတဲ့အစာတွေကအာဟာရတက်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်သိဖို့လိုတယ်ကျွန်တော်နိုင်ငံကရှိနေတဲ့အချက်လက်တွေကပြည့်စုံပြီလားမပြည့်စုံရင်ကျွန်တော်တို့ရှာဖွေရမယ်မရသေးတဲ့ကာလမှာသူတို့စီကအစင်နဲ့လောက်ထားပြီးတော့သူတို့ဟာကိုကျွန်တော်တို့ယူပြီးတော့ If no question okay. Microphone. Oh, why, right? The reason is the process of fermented TMR. Different from TMR is we have to keep in the plastic bag sealed to protect oxygen into the feed. If the oxygen able go to the feed because of not sealed plastic, there will be fermenting, and then mold is produce toxic and spoilage within 12 hours. We make TMR in this morning. In the evening, our feed will be hot because of bacteria growth and mold. So this sign of not good feed when it's hot. But if we put the feed into the plastic bag or plastic drum protecting oxygen to go, there will be a bacteria group named lactic acid bacteria. It's similar group of yogurt bacteria we produce. Lactic acid bacteria will produce lactic, and there will be reduced pH of feed. That's why when we drink yogurt, there are sour taste. We can taste fermented TMR. If sour is good, if salty is bad. But the best way to check quality fermented good or not silent is to check pH. Under 4.2, excellent quality. Higher, not good. So we try to produce fermented as pH low possible. Low pH keep quality of the feed stable. Protein quality, carbohydrate quality, fat quality, some vitamins still, but some lost. Minerals still not lost. So this is good of generation 3 feeding of fermented TMR from my point of view. ဆရာမေကတော့ TMR ကခဏလေးနဲ့ခဏပဲထားလို့ရတယ် FTMR ကိုထားတဲ့အခါမှာfermented ပေါ့နော် fermented TMR ဒီရက်90လောက်အထိထားလို့ရတယ်ဘာကြောင့်လဲဆိုတာလေးကိုရှင်းပြပေးဖို့ request လုပ်တာဖြစ်ပါတယ်ဆိုတော့ဆရာကရှင်းပြတဲ့အခါမှာတော့ကျွန်တော်တို့က FTMR ဆိုတာတကယ်တော့ကျွန်တော်တို့ TMR ကိုပဲမလုပ်ထားလဲဆိုတော့ plastic bag လိုဟာမျိုးတွေမှာလေးလုံးအောင်ထားလိုက်တာဖြစ်ပါတယ်လေးလုံးလိုက်ခြင်းအပြင်ကျွန်တော်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်လေမဲဒီချင်းအောက်ဆီဂျင်ရှင်တန်နိုင်တဲ့ပိုးမွားနေတာမို့တော့သူတွေမိုးလိုဟာမျိုးတွေမပေါက်သွားနိုင်တော့ဘူးမပေါက်သွားနိုင်တဲ့အကြောင်းကြားရှိခံတဲ့ချက်နှစ်ချက်ကတော့ဘာလဲဆိုတော့ဒါကိုလေလုံးအောင်လုပ်လိုက်လို့ရှိရင်ဒီထဲမှာ lactic acid bacteria တွေပေါက်သွားလာပါတယ်အဲ့ဒါဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့နွားတို့ဒိန်ချင်းလုပ်တဲ့bacteria တွေနဲ့သဘောတရားချင်းတူတူပဲဖြစ်ပါတယ်ဆိုတော့ဒီ lactic acid bacteria တွေကကျွန်တော်လက်တိတ်ထုတ်ပြီးတဲ့အတွက်ကြောင့်ပါဆိုချင်းလာဆိုတော့ဒိန်ချင်းတွေကချင်းတယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ဒီ bacteria တွေကထုတ်တဲ့ acid ကြောင့်ဖြစ်ပါတယ်အဲ့ဒီ acid ကြောင့်ဘာဖြစ်လာလဲ pH ကတဖြည်းဖြည်းကျပဲကြာလာရင်တခြားယောဂပိုးမွားတွေမပေါက်ပွားနိုင်တော့ဘဲနဲ့
ကျွန်တော်ကြာရှည်ထားလို့ရတယ်တစ်ချက်နှစ်ချက်ကတော့ဗာလဲဆို pH ကိုတည်တည်ငြိမ်ငြိမ်နဲ့ထားတယ် pH 4.2 ရဲ့အောက်မှာထားပြီးတော့ထိန်းထားလိုက်လို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ထဲထဲမှာပါနေတဲ့အာဟာရဓာတ်တွေကဆုံးရှုံးနေလို့နေတော့ပါတယ်တချို့အာဟာရတွေနည်းနည်းပါးပါးရှုံးမယ်ဒါပေမဲ့အများစုဒီဘာဖြစ်နေလဲဆိုတော့တည်တည်ငြိမ်ငြိမ်နဲ့ဆက်ထိန်းကြာရှည်ထိန်းသိမ်းထားနိုင်တဲ့အနေအထားဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က generation 3ခုပြောတဲ့အခါမှာကတော့အစာတူစာချမ်းခွဲကျွေးတဲ့အဆင့်ကနေရောကျွေးမယ်ရောကျွေးတဲ့အဆင့်မှာတစ်ခါ fermented လုပ်ပြီးတော့ silage လုပ်ပြီးမှကျွေးတယ်ဆိုတဲ့အဆင့်ကိုဖြည့်ခြင်းကူပြောင်းဖို့သူနေနဲ့ဆွေးနွေးသွားခြင်းဖြစ်ပါတယ်ခင်ဗျာ I recommend human to drink yogurt because of their contain lactic acid bacteria and this lactic bacteria help our digestion system. It will help cancer. It will help stimulation, digestion. This for women to drink yogurt more and more in the future. If fresh milk not available, yogurt is best. Cattle also, when they consume silage or fermented TMR, they will get bacteria, and this bacteria help digestion in their rumen, is stomach of ruminant, help digestion. And the bacteria are high amino acid, high protein, high fat. These are nutrient supply for our dairy cow too. So not only preserve, the silage is not preserve similar nutrient content, but we get additional of probiotic. It can be considered as probiotic group in the silage making. နောက်တစ်ချက်သူအနေနဲ့ဖြစ်တာတော့ကျွန်တော်တို့လူတွေကိုဒိန်ညင်တောက်ဖို့ကျွန်တော်တို့ကတိုက်တွန်းကြတယ်။ဘာလို့လဲဆိုတော့လူတွေကဒိန်ညင်တောက်လည်း business တွေရတယ်။ကျွန်တော်အစာလမ်းကြောင်းကိုပို့ပြီးတော့ကောင်းစေတယ်။ကျန်းမာရေးပိုကောင်းစေတယ်။နော်။သူယောဂတွေကိုကျွန်တော်ကာကွယ်နိုင်တယ်။ဒီလိုမျိုးပဲကျွန်တော်တို့ရဲ့နွားတွေကိုဒီချင်းပေါက်ထားတဲ့ fermented ပေါ့နော် fermented TMR ကိုကျွေးရဆိုလို့ရှိရင်ဒီလိုကြိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီ fermented လုပ်လိုက်ခြင်းအပြင်ရှိနေတဲ့အာဟာရဓာတ်ကိုထိန်းနိုင်ုံနဲ့မကဘဲနဲ့ဒုတိယအချက်ကောင်းကျိုးအနေနဲ့ကတော့အစာချေလုပ်ငန်းစနစ်ကိုပုံမကောင်းမွန်စေတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နွားတွေရဲ့ rumen အစာအိမ်ပေါ့နော်အစိုးရထဲမှာရှိနေတဲ့အစာချေလုပ်ငန်းကိုပုံပြီးကောင်းစေတယ်ဒါတစ်ချက်ပါနောက်တစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ဒီ bacteria ဆိုတာဘာလဲဆိုတော့ protein တွေပဲ fat တွေပဲ carbohydrate တွေပဲဆိုတော့ဒါတွေကိုလူကစားရမလဲဆိုတော့ကျွန်တော်တို့ရဲ့နွားတွေကစားမှာဖြစ်ပါတယ်ဆိုတော့တနည်းအားဖြင့်ကျွန်တော် probiotic တွေနွားတွေကိုထည့်ကျွေးပြီးတဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ fermented လုပ်လိုက်ခြင်းအဖြစ်ငကိုအစာထဲမှာရှိနေတဲ့အာဟာရဓာတ်ကိုထိန်းသိမ်းရုံသာမကထပ်ဆောင်အကျိုးကျေးဇူးပါရရှိနိုင်တဲ့အတွက်ကြောင့်နောက်ပိုင်းမှာ FDMR ကိုပြောလာကြတာဖြစ်ပါတယ် Yeah, I use Dr. Chanalong Tham but few minutes. Now it's available commercial in Thailand of fermented TMR by accident. By accident. They don't know FTMR before, but they know TMR. And Dairy Cooperative produce TMR, put into the plastic bag, and then transport to the farm member about 10 kilometers, 15 kilometers, and they cannot feed all the TMR at one day. So they just put on the top so they can keep stay 1 week or 2 weeks. So automatically fermented TMR by chance. ထိုင်းနိုင်ငံကအတွေ့အကြုံတွေက FDMR ကိုသူကတည်တဲ့ကြီးတခြားကြီးရှာဖွေတွေ့တာမျိုးမဟုတ်ပါဘူးပုံမှန်အပြင်သူကဘာလို့လဲဆိုတော့တမန်တို့ TMR လုတ်ပြီးရောင်းတယ်မြက်နဲ့ဘယ်တော့မှအဆိုင်နဲ့ရောပြီးတော့အိတ်နဲ့ထုတ်ပြီးတော့ရောင်းတယ်ဝေးတဲ့နေရာတွေဆိုလို့ရှိရင်တို့ကအိတ်တွေနဲ့ပဲပို့တော့ပို့နေတန်းနဲ့ပါဆိုအဆိုင်ရမ်းပို့လာတဲ့ခါမှာဖြစ်လေဆိုတော့ပြီးတော့ထပ်ပြီးပုံထားလိုက်တယ်ရက်နဲ့ကြာသွားတယ်အချင်းပေါက်လာတယ်အော်ကြီးလိုက်တဲ့မှာခါကျတော့တကယ်ဟိုဒါပို့ပြီးတော့အရေးသေးပို့ကောင်းလာတယ်ဆိုတာလေးတွေ့တဲ့ခါကျတော့နောက်ပိုင်းပို့ပြီးတော့ညှောလာကြသုံးလာကြတယ်ဆိုတဲ့အနေအထားဖြစ်ပါတယ်